ရှေးလွန်လေပြီးသောအခါတုန်းကတိဝိယတိုင်းစေတုတ္တရာပြည်ဆိုတဲ့နိုင်ငံတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီပြည်ကိုတင်စရမင်းကြီးဆိုတဲ့မင်းကြီးတစ်ပါးအုပ်ချုပ်နေခဲ့ပါတယ်။မင်းကြီးမှာအလွန်သနာကျင်နာတတ်ပြီးလှူဒန်းရတာကိုအလွန်နှစ်သက်တဲ့သားတော်တစ်ပါးရှိပါတယ်။အဲ့ဒီမင်းသားကတော့ဝေတန္တရာမင်းသားဖြစ်ပါတယ်။ဝေတန္တရာမင်းသားဟာကလေးငယ်ဘဝကတည်းကလှူဒန်းရတာကိုအလွန်နှစ်သက်ပါတယ်။ဘသူကမြည်သည့်အရာကိုလာတောင်းမငင်းပဲပေးတတ်ပါတယ်။သူ့ရဲ့လှူဒန်းမှုကြောင့်နိုင်ငံတော်ဝန်လုံးမှာဒီမင်းသားဟာအယမ်းလှူတတ်တဲ့မင်းသားပါလို့လူတိုင်းကပြောကြပါတယ်။အချိန်ကြာလာတဲ့အခါဝေတန္တရာမင်းသားဟာမတ္တိဒေဝီဆိုတဲ့မင်းသမီးနဲ့လက်ထပ်လိုက်ပါတယ်။သူတို့နှစ်ဦးမှာဇာလီဆိုတဲ့သားတော်နဲ့ကနာစီနာဆိုတဲ့သမီးတော်တို့လည်းမွေးဖွားလာပါတယ်။အဲ့ဒီအချိန်မှာဝေတန္တရာမင်းသားရဲ့နိုင်ငံမှာအလွန်ထူးခြားတဲ့ဆင်ဖြူတော်တစ်ကောင်ရှိပါတယ်။အဲ့ဒီဆင်ဖြူတော်ကမိုးရွာစေတဲ့အစွမ်းရှိတဲ့ဆင်ဖြူတော်ဖြစ်ပါတယ်။တနေ့မှာတော့တခြားနိုင်ငံတစ်ခုကလူတွေဟာမိုးမရွာလို့ဒုက္ခရောက်နေကြပါတယ်။အဲ့ဒါကြောင့်သူတို့ဟာဝေတန္တရာမင်းသားထံကိုလာပြီးဆင်ဖြူတော်ကိုလာတောင်းကြပါတယ်။ဝေတန္တရာမင်းသားကတော့လာတောင်းတဲ့သူတွေဒုက္ခမရောက်စေချင်တဲ့အတွက်မစင်စားပဲဆင်ဖြူတော်ကိုလှူဒန်းလိုက်ပါတယ်။ဒါပေမဲ့စေတုတ္တရာပြည်ကလူတွေကတော့အယမ်းစိတ်ဆိုးကြပါတယ်။ဒီဆင်ဖြူတော်ကနိုင်ငံရဲ့အဖိုးတန်ပစ္စည်းပါ။အဲ့ဒါကိုဘာကြောင့်ပေးလိုက်တာလဲလို့ပြောကြပြီးဝေတန္တရာမင်းသားကိုအပြစ်တင်ကြပါတယ်။အဲ့ဒါကြောင့်နိုင်ငံသားတွေကမင်းကြီးကိုတွားပြီးဝေတန္တရာမင်းသားကိုတောထဲကိုပို့လိုက်ပါလို့တောင်းဆိုကြပါတယ်။မင်းကြီးကလည်းနိုင်ငံသားတွေစိတ်မချမ်းသာမှဆိုလို့ဝေတန္တရာမင်းသားကိုတောထဲမှာနေစေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဝေတန္တရာမင်းသားကတော့စိတ်မဆိုးပါဘူး။သူကလူတွေစိတ်ချမ်းသာရင်ကောင်းပါတယ်လို့ပဲတွေးပါတယ်။ဒါကြောင့်မင်းသားဟာမိမိရဲ့မိဖုရားမတ္တိဒေဝီနဲ့သားသမီးနှစ်ယောက်ကိုခေါ်ပြီးတောထဲကိုထွက်သွားဖို့ပြင်ဆင်လိုက်ပါတယ်။သူတို့ဟာယထာတစည်းနဲ့တောထဲကိုသွားကြပါတယ်။လန်ခီးမှာလည်းလာတောင်းတဲ့သူတွေကိုဝေတန္တရာမင်းသားကမငင်းပါဘူး။ယထာဆွဲတဲ့မြင်း